Hello အားလုံးပဲမင်္ဂလာပါရှင်ညီမက Beauty Bright Beauty ကကုမ္ပဏီက assistant တူဖြစ်ပါတယ်ပေါ့နော်အခုညီမကပြောချင်တာကအခုအယောင်ဝန်ထမ်းလေးတွေနဲ့အစီအမံပိုင်းလုပ်နိုင်မဲ့ယောက်ျားလေးမိန်းကလေးဝန်ထမ်းပေါ့နော်အကုန်လုံးလိုရှိပါတယ်ပေါ့နော်အခုညီမတို့ရှိမှဆိုလို့ရှိရင်အပိုင်းတစ်ပိုင်းရှိရပေါ့နော်အယောင်ပိုင်းနဲ့စီမံပိုင်းတစ်ခုရှိရပေါ့နော်အယောင်ပိုင်းကဘာလို့ရမလဲဆိုကိုကmarketing ပိုင်းမှာကျွမ်းကျင်ရမယ်အယောင်ပိုင်းပေါ့နော်စီမံပိုင်းကကျတော့ကိုကလူအများနဲ့ဆက်ဆံရမယ်social media မှာပိုင်နိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုနှစ်ပိုင်းခွဲရပါတယ်ရှင်အသက်အရွယ်ဆိုလို့ရှိရင်16နှစ်ကနေပြီး50နှစ်တိထိလုပ်လို့ရပါတယ်နော်ကြာမ NGBT အကုန်လျှောက်လို့ရပါတယ်ရှင်အခုဖုန်းနံပါတ်လေးခြားထားပြီးမယ်လို့အတဲ့ဟာလေးခြားထားပြီးမယ်ပေါ့နော်နောက်တစ်ခုကပြောချင်တာကဒီအလုပ်ကမနက်သွားညပြန်ပါနော်အချိန်ကတော့မနက်9:00နာရီကနေ2နာရီဝန်းကျင်တနေ့မှာ9နာရီလောက်ပဲအလုပ်ဆိုတော့ဒီခကြီးမှာရှားသွားပြီဒါသာတော့ကြတော့တစ်လကိုဝင်ဝင်ချင်း3သိန်းရက်မှန်ကြီး bonus promotion နဲ့ဆို4သိန်းဝန်းကျင်ရမယ်ရှင်နော်အခုနောက်တစ်ခုပြောချင်တာကျတော့ဗာလဲဗာနောက်နေစားအငိမ့်လားဆိုတာတနေ့ကို9နာရီလောက်တဲ့အလုပ်မှာနေစားငိမ့်ဆိုတာမရှိပါဘူးเนาะမနက်သွားညပြန်ပါရှင်အခုဖုန်းနံပါတ်လေးချပေးမယ်ရှင်အဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမြင်းအသေးစိတ်သိရှိနိုင်ပါတယ်ရှင်သိရှိမေးမြန်းနိုင်လို့ရပါတယ်ရှင်စကားလေးလည်းမှားဖို့ပဲကျေးဇူးတင်ပါတယ်